Left Design GL Series ရဲ့ Episode 3ဟာဇလန်းတွဲတစ်ခုလုံးရဲ့အချိုးအကွေ့တစ်ခုလို့ပြောလို့ရပါတယ်။ဒီအပိုင်းမှာအောက်ဘတ်နဲ့ Rain တို့ကြားကဆက်ဆံရေးဟာရန်ဘတ်လိုအကြိုင်ဆိုင်ဖိနေရကနေပိုပြီးနဲ့ဆိုင်နဲ့တန်ရောစင်တစ်ခုစီဥတီသွားလောက်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။အစပိုင်းမှာတော့အောက်ဘတ်ဟာသူ့ရဲ့အလို့ခွင့်ပလိုင်ဘတ်ဖြစ်တယ်လို့ရီစာဟောင်းလက်ခဲ့တဲ့ Mind နဲ့ထိတ်တိုက်တွေ့ဆုံမှုတွေဆက်ရှိနေတုံးပါပဲ။ Mind ကအောက်ဘတ်ကိုအတိတ်ကအကြောင်းအရာတွေအမှတ်တရဟောင်းတွေနဲ့စိတ်လှုပ်ရှားအောင်လုပ်ပြီးပြန်လက်စည်းအောင်ဖို့ကြိုးစားပါတယ်။ငါတို့အတီတူလုတ်ခဲ့ဘူးတာလေးတွေမှတ်မိလားဆိုပြီးစကိုင်းနာထိုးတာမျိုးပေါ့။ဒီအချိန်မှာအောက်ဘတ်ပြက်မြစ်ဝန်းတွေထဲမှာနာကျင်မှုနဲ့ဝမ်းနည်းမှုတွေပြည့်နေတာကိုပရိသတ်တွေမြင်တွေ့ရမှာပါ။ဒါပေမဲ့အောက်ဘတ်ကအထိတ်ကိုပြန်မသွားချင်တော့ပဲသူ့ရဲ့ခံယူချက်ကိုခိုင်ခိုင်မာမာပြသခဲ့ပါတယ်။ဒီအပိုင်းရဲ့အဓိကအလှည့်ပြောင်းကတော့ The Girl from the Drawings ဆိုတဲ့အကြောင်းအရာပေါ်ပေါက်လာတာပါပဲ။ Rain ဟာမတော်ဆက်စာအုပ်အဟောင်းလေးတစ်အုပ်ကိုတွေ့ရှိသွားပါတယ်။အဲ့ဒီစာအုပ်ထဲမှာပုံဆွဲထားတဲ့ဖန်ကြီးကားချက်ကိုရှိနေပြီးအဲ့ဒီပုံတွေကအောက်ဘတ်ပြအတိတ်အထူးသဖြင့်သူ့အမေနဲ့ပတ်သက်တဲ့အမတ်တရကိုသူအားနေနေတဲ့အချိန်လေးနဲ့ဆက်ဆက်နေတာကိုအန်အားဖွယ်ခွဲတွေ့လိုက်တာမှဖြစ်ပါတယ်။ဒီပန်းကြီးကားတွေကိုဆွဲခဲ့တဲ့သူကဘသူလဲဆိုတာစုံစမ်းရင်းနဲ့ Rain ဟာသူနဲ့မတွေ့ခင်ကတည်းကသူ့ဘဝထဲမှာရှိနေခဲ့တဲ့သူကိုအဝေးကနေနှစ်သိမ့်ပေးခဲ့တဲ့သူဖြစ်မှန်သိလိုက်ရတဲ့အခိုက်အတန့်ကအရန်ကိုစိတ်လှုပ်ရှားစရာကောင်းပါတယ်။ဒါအပြင်အောက်ဘတ်နဲ့ Rain တို့ရဲ့ဆက်ဆံရေးတိုးတက်လာပုံကိုဂျပန်စားတောက်ဆိုင်ကညစာစားတွေအခန်းမှာချစ်စပွဲရိုက်ကူးပြသထားပါတယ်။ Rain ရဲ့အစာစားပုံသူ့ရဲ့အပြုတ်အမူလေးတွေကိုကြည့်ပြီးအောက်ဘတ်တယောက်အလိုလိုပြုံးမိလာတာမျိုးတွေရှိပါတယ်။ဒီနေရာမှာ flashback အနေနဲ့သူတို့နှစ်ယောက်ဖက်နှက်ချင်းလဲစီးခဲ့ကြတဲ့အဖြစ်အပျက်လေးကိုလည်းထည့်သွင်းပြသသွားတာမို့သူတို့နှစ်ယောက်ဟာရေးစစ်ပါပြီးသားဆိုတာကိုပေါ်လွင်စေပါတယ်။အောက်ဘတ်ကဒေါက်ဖက်နှက်ကြောင့်ခြေတော့နာနေတဲ့အချိန် Rain ကသူ့ရဲ့စနီးကဖက်နှက်လေးပေးစီးခဲ့တဲ့အတိတ်ကပုံရိပ်တွေပေါ်လာတာပေါ့။ဇလန်ရဲ့အခြားအရေးကြီးတဲ့အပိုင်းကတော့သူတို့လက်ရှိကင်တွယ်နေတဲ့ Love Makes a Home ဆိုတဲ့ project ပါပဲ။အိမ်ဆိုတာဒီဇိုင်းတသက်မဟုတ်ဘဲချစ်ချင်းမေတ္တာနဲ့တည်ဆောက်ရမယ့်အရာဆိုတဲ့ concept ကိုနားလည်ဖို့ Rain ကအကြံတစ်ခုပေးပါရဲ့။အဲ့ဒါကတော့ဒီ project ကိုတေချာနားလည်ဖို့သူတို့နှစ်ယောက်အတူတူနေထိုင်ကြည့်ဖို့ဒါမှမဟုတ်စုံတွဲတွေလိုဟန်ဆောင်ပြီးနေကြည့်ဖို့ဆိုတဲ့အကြံပြုချက်ပါပဲ။ဒါကနောက်ပိုင်းအပိုင်းတွေအတွက်အရေးပါတဲ့အစပြုံးမှုတစ်ခုဖြစ်လာပါတယ်။နေကုန်းကျိုအနေနဲ့ဒီ episode 3ဟာအောက်ဘတ်အနေနဲ့ mind ပေးတဲ့နာကျင်မှုတွေကနေ run ထွက်ပြီး Rain ဆိုတဲ့လူသားအသစ်မျောလင့်ချက်အသစ်ကိုစက်ခင်တတိထိုင်းလာတဲ့အပိုင်းလို့ပြောလို့ရပါတယ်။ Rain ဟာရိုးရိုးလောက်ဖို့ကင်ဘက်တယောက်မဟုတ်ဘဲသူ့ရဲ့အတိတ်ကတန်ရာတွေကိုကုသပေးနိုင်မဲ့တယောက်ဖြစ်လာနိုင်ကြောင်းအရေးမြစ်ပြရေးနဲ့ဇလန်းကိုအဆုံးသတ်ထားပါတယ်။ Left Design GL Series ရဲ့အပိုင်း3ကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပြန်တဲ့ဆုံတွေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။